မင်္ဂလာပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးဖို့ကျွန်တော်ဘက်ကတောင်းဆိုပါစေဒီနေ့ကျွန်တော်ပြောချင်တာကတော့ဘုံမကြီးစောချစ်သူဦးဆောင်တဲ့ကရင်အမျိုးသားတပ်မတော် KIA တပ်ဖွဲ့ဝင်များနဲ့စစ်ကော်မရှင်တို့ရဲ့တပ်ဖွဲ့ဝင်အရာရှိကြီးများဇန်နဝါရီလ20ရက်နေ့2026မှာဆက်ဆံရေးပြန်လည်ရရှိပြီးနောက်ထမင်းလက်ဆောင်အတူတူစားခဲ့ပြီးဘုံမကြီးစောချစ်သူဦးဆောင်တဲ့KIA တပ်ဖွဲ့ဝင်များဟာကြားဖြတ်လုပ်ငန်းစတင်လက်ပနေပြီးကြားဖြတ်လုပ်ငန်းများကိုစစ်တပ်ဘက်ကအနောက်အဆက်မပေးတော့ဘူးလို့ကရင်တည်အရင်မြင့်ကဖော်ပြရေးသားခဲ့ပါတယ်ဘုံမူကြီးစောချစ်သူဦးဆောင်တဲ့ KIA ကရင်တပ်မတော်ဟာဇန်နဝါရီလ1ရက်နေ့2026မှာတော့ BGF ကနေ KIA တို့ပြောင်းလဲလိုက်ပါတယ်ပြောင်းလဲမှုလုပ်သွားတဲ့အချိန်မှာစစ်တပ်ဘက်ကအရာရှိများဟာစစ်တပ်အရာရှိစစ်တီမိသားစုဝင်များကိုချစ်ပြန်လဲရုပ်သိမ်းသွားလိုက်ခဲ့ပြီးနှစ်ဖက်တင်းမာမှုအနှဲငယ်ဖြစ်သွားခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားခြင်းတော့မရှိခဲ့ပါဘူးဒါပေမဲ့မနေ့ကဇန်နဝါရီလ21ရက်နေ့ရက်သတင်းဖော်ပြချက်မှာဆိုရင်ဘုံမကြီးစောချစ်သူဦးဆောင်တဲ့ကရင်အမျိုးသားတပ်မတော် KIA နဲ့စစ်ကော်မရှင်ဦးဆောင်တဲ့ကရင်နကြားစောက်တအရာရှိကြီးများဟာနှစ်ဖက်ပြည်လည်မှုရရှိသွားပြီးထမင်းအတူတူစားသွားခဲ့ပါတယ် KIA ရဲ့ကြားဖြတ်လုပ်ငန်းများလဲစတင်လက်ပဖို့အတွက်စစ်တပ်ဘက်ကအနောက်ဆက်မပေးတော့ဘူးလို့ကရင်တည်ရဲ့ဖော်ပြချက်မှာကျွန်တော်တို့တွေ့လိုက်ရပါတယ်2025ဒီဇင်ဘာလအတွင်းမှာဆိုရင်လဲဒီထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီရဲ့တောင်ဘက်မြို့ဖြစ်တဲ့ခေခေပမင်းလက်ပံစုကုကိုစတဲ့မြို့များကိုအမေရိကန်ရဲ့တန်ခါပိတ်ဆို့မှုကြောင့်ဘုံမူကြီးစောချစ်သူရဲ့လုပ်ငန်းများလည်းအမိပြက်စင်ရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဘုံမူကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ်ဖွဲ့များစစ်တပ်နဲ့ပူးပေါင်းမှုမရှိတော့ဘူးလို့ကြေညာသွားခဲ့ပါတယ်2026ဇန်နဝါရီလ1ရက်နေ့မှာတော့ဘုံမူကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ်ဖွဲ့များ KIA တို့ပြောင်းလဲဘက်တစိတ်ဝှစင်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့နှစ်ဖက်တင်းမာမှုတွေဖြစ်သွားခဲ့တယ်တိုက်ပွဲဖော်ဆောင်ဖို့အထိတိုက်ပွဲဖြစ်ပွားဖို့အထိစစ်ရေးတင်းမာခဲ့ပါတယ်ဒါပေမဲ့စစ်တပ်အရာရှိများတွေနဲ့ဘုံမကြီးစောချစ်သူဦးဆောင်တဲ့ KIA တပ်ဖွဲ့များဟာပြန်လည်ဆွေးနွေးခဲ့ပြီးတော့2026ဇန်နဝါရီလ20ရက်နေ့မှာပြည်လည်မှုရရှိခဲ့တယ်ဒီပြည်လည်မှုရရှိပြီးနောက်ပိုင်းမှာတော့ဘုံမကြီးစောချစ်သူဦးဆောင်တဲ့ကြားဖြတ်လုပ်ငန်းဟာစတင်ပြီးတော့လက်ပတ်တော့မယ်လို့ပဲသိရပြီးဒီကြားဖြတ်လုပ်ငန်းလက်ပတ်မှုကိုစစ်တပ်ဘက်ကလုံးဝအနောက်အဆက်မပေးတော့ဘူးလို့ပဲကျွန်တော်တို့သိလိုက်ရပါတယ်အနောက်တစ်ချက်ကတော့ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်စုကုကိုမင်းလက်ပံခိခိပစတဲ့တရုတ်နိုင်ငံသားအယောက်9000ကျော်စစ်တပ်ဘက်ကဟန်ပြစီဝေရောက်စီနေမှုလှုပ်ဆောင်ခဲ့တဲ့အချိန်မှာတရုတ်နိုင်ငံသားအယောက်9000ကျော်ထွက်ပြေးသွားခဲ့ပါတယ်ထွက်ပြေးသွားတဲ့တရုတ်နိုင်ငံသားအယောက်9000ကျော်ကိုထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ကြိုက်အင်းစိတ်ကြီးဖျားသုံးစုမြို့ကျင်းချောင်းကျေးရွာကိုရောက်ရှိပြီးဘိုးအေဝမ်ဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်များကခိုလုံခွင့်ပေးထားပြီးကြားဖြတ်အဆောက်အအုံစောက်ပေးကကြားဖြတ်လုပ်ငန်းစတင်လက်ပတ်နေပြီလို့ကရင်တည်အရင်မြစ်ကဖော်ပြခဲ့ပါတယ်2025တရုတ်နိုင်ငံသားများဟာစစ်တပ်ရဲ့ဟန်ပြစီနေမှုလှုပ်ဆောင်သွားတဲ့အချိန်မှာတော့တချို့တလေကိုစစ်တပ်ဘက်ကဖမ်းဆီးမှုလည်းရှိသွားတယ်ဟန်ပြစီနေမှုလှုပ်သွားတဲ့အချိန်မှာကြားဖြတ်နဲ့ပတ်သက်တဲ့စစ်ပစ္စည်းကြားဖြတ်နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုစစ်တပ်ဘက်ကပျက်စီးမှုလုပ်သွားခဲ့ပါတယ်ဒါပေမဲ့ထွက်ပြေးသွားတဲ့တရုတ်နိုင်ငံသားအမြောက်အများကိုတချို့သောခေါင်းဆောင်ပိုင်းတွေကဘုံမူကြီးစောချစ်သူဦးဆောင်တဲ့တရုတ်သတင်းများကိုသတင်းမီဒီယာရဲ့ဖော်ပြချက်အရဆိုရင်မြဝတီမြို့ရောက်ရှိသွားတဲ့လူရှိတယ်ဖက်အံကိုရောက်ရှိသွားတဲ့လူရှိတယ်ဒီလိုအခြေခံလုပ်သားတွေကိုတော့
စစ်တပ်ကပဲဖန်ဆီးမှုလုပ်သွားတယ်လို့ပဲဖော်ပြခဲ့တယ်ဒါပေမဲ့အကုန်လုံးမဟုတ်ခဲ့ပါဘူးအနေအကျဉ်းပဲဖြစ်ခဲ့ပါတယ်မနေ့ကခေတ်သစ်မီဒီယာ ARD မြန်မာနောင်စတဲ့သတင်းမီဒီယာရဲ့ဖော်ပြချက်ကိုပြန်ကြည့်မယ်ဆိုရင်ထွက်ပြေးသွားတဲ့တရုတ်နိုင်ငံသားအယောက်9000ကျော်ဘာဖြစ်လို့ထိုင်းမြန်မာနယ်စပ်ကြအေးစင်ကြီးမြို့ကိုရောက်ရှိသွားတယ်လေကြအေးစင်ကြီးမြို့ကိုရောက်ရှိသွားပြီဆိုတော့ဒီတရုတ်နိုင်ငံသားတွေဟာသူတို့နိုင်ငံတဲကိုပြန်လည်ဝင်ရောက်မှုမရှိတော့ဘူးပဲနဲ့မြန်မာနိုင်ငံထဲမှာပဲသူတို့ကလဲပတ်သွားမယ်ဖြစ်တယ်လို့ပဲပြောလို့ရည်ပေါ့ဘာကြောင့်လဲဆိုတော့သူတို့တရုတ်နိုင်ငံသားလည်းမပြတ်ရတရုတ်နိုင်ငံလည်းမပြတ်ရတော့ဘူးပြန်ခဲ့မယ်ဆိုလဲတရုတ်အစိုးရရဲ့ဖန်ဆီးမှုကိုသူတို့ခံရမယ်ငွေကြေးရလိုအပ်ချက်များစွာစီးနေတဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံကလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ဒီကြာဖြန့်လုပ်ငန်းဟာသူတို့အတွက်အင်မတန်မှရည်ကြီးတယ်ဒါကြောင့်ကြာဖြန့်လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့အတွက်တရုတ်နိုင်ငံသားနဲ့တခြားသောနိုင်ငံသားများကိုခုလုံခွင့်ပေးထားပြီးကြာဖြန့်လုပ်ငန်းလှုပ်ဆောင်သွားတယ်လို့ပဲဖော်ပြခဲ့ပါတယ်ထူးထူးခြားပြောမယ်ဆိုတော့ကျွန်တော်ရဲ့မြန်မာနိုင်ငံကလက်နက်ကိုင်အဖွဲ့အစည်းတွေအင်မတန်မှများပါတယ်လက်နက်ကိုင်အဖွဲ့အစည်းများသလောက်ကျွန်တော်တို့ပြည်သူတွေမလုံခြုံရဘူးယခုထိမြန်မာနိုင်ငံမှာစစ်မီးဖြစ်နေတော့ပဲဒီစစ်မီးတွေကိုငြိမ်းသတ်ပေးမဲ့သူမရှိတော့ဘူးလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့နိုင်ငံမှာယခုလက်ရှိဂျာဖြန့်လုပ်ငန်းကလည်းအသက်ချိန်ချောင်းမှုတစ်ခုဖြစ်လာတယ်လို့ဒီစစ်တပ်ဘက်ကလည်းတိုက်ပွဲဖော်ဆောင်တဲ့နေရာမှာလည်းပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားတဲ့ချိန်မှာလည်းဒီသူတွေရဲ့အသက်ကလည်းချိန်ချောင်းမှုတစ်ခုဖြစ်လာခဲ့ပါတယ်ဒါဆိုရင်မြန်မာနိုင်ငံဟာဥပဒေရှိသေးလားလို့မေးဥပဒေရှိတယ်ဒါပေမဲ့ဥပဒေတန်ဖို့မရှိဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်ဒီကနေ့ကျွန်တော်ဒီလောက်ပဲတုံ့တက်ဆွေးနွေးပြောပြခဲ့ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးတဲ့ကျေးဇူးတင်ပါတယ်